အားလုံးပဲမင်္ဂလာပါ KO Kenan Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာမျိုးသမီးလက်ဝဲစဉ်အသင်းရဲ့အပြည့်အတန်းဆုံးကစားသမားဖြစ်တဲ့ရှလွတ်ခေါ်ရုံးလီလိုင်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရုံးလီလိုင်ကိုတော့2005ခုနှစ်စက်တင်ဘာလ9ရက်နေ့တွင်မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ဇီးတော်အုပ်စုချင်းသပြေကျွော်မှာမွေးဖွားခဲ့ပါတယ်မွေးချင်းမောင်နှမ6ယောက်ရှိပြီးအမ3ယောက်အကို1ယောက်နဲ့ညီမလေး1ယောက်လိုပဲဖြစ်ပါတယ်ဘောလုံးမျိုးမရှိတဲ့ရုံးလီလိုင်ဟာ6တိုက်ရွယ်မှာတဲ့ဘောလုံးစတင်ကစားခဲ့ပြီး2018ခုနှစ်မှာတော့ရုံးလီလိုင်ဟာကျောင်းပိုင်ပွဲမှာတဆင့်တောင်တွင်းကြီးမြို့နယ် U73 အမျိုးသမီးပြိုင်ပွဲအတွက်စတင်ရွေးချယ်ခြင်းခံခဲ့ရပါတယ်အသက်73နှစ်အရွယ်သာရှိသေးတဲ့ရုံးလီလိုင်ကိုတော့ဘောလုံးကစားရန်မိခင်ဖြစ်သူကခွင့်မပြုပေးခဲ့တော့လဲရွာကျောင်းဆရာတော်ရဲ့အပေးကူညီမှုကြောင့်မြို့နယ်အဆင့်မှာခရိုင်အဆင့်မှာတိုင်းဒေသကြီးအဆင့်အထိကစားနိုင်ခဲ့ပြီးအတွေ့အကြုံများစတင်ရရှိခဲ့ပါတယ်2019ခုနှစ်မန္တလေးအာကာသိပ္ပံလူရွေးချယ်ပွဲတွင်ရုံးလီလိုင်စတင်ရွေးချယ်ခြင်းခံခဲ့ရပြီးဘောလုံးအားကစားလောကထဲသို့ခြေစုံပြည့်ဝင်ရောက်ခဲ့ပါတယ်2020ခုနှစ်မှာတော့ရုံးလီလိုင်ဟာ U16 မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအတွက်နီးပြဆရာဒေါ်ဆန်းဆန်းသိန်းရဲ့ခေါ်ယူခြင်းခံခဲ့ရကမန္တလေးအာကာသိပ္ပံကနေရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ပါတယ်သို့တော်လည်းအကြောင်းမျိုးကြောင့် U16 အမျိုးသမီးပြိုင်ပွဲပြတ်ပြယ်ခဲ့ရပြီးရုံးလီလိုင်ဟာမန္တလေးအာကာသိပ္ပံသို့ပြန်သွားခဲ့ရပါတယ်ရှစ်တန်းတက်နေတဲ့ရုံးလီလိုင်ဟာ2021ခုနှစ်တွင်ကမ္ဘောဒီးယားနိုင်ငံ၌အေရှင်းမလက်ခံကျင်းပမည့် AFC U20 Women Asia Cup ပြိုင်ပွဲအတွက်မြန်မာအမျိုးသမီးလက်ရွေးစင် U20 အသင်းရဲ့ခေါ်ခြင်းခံခဲ့ရကပြည်ပတွေ့ကြုံများစတင်ရရှိခဲ့ပါတယ်2023ခုနှစ်အရောက်မှာတော့ရုံးလီလိုင်ကိုပြည်တွင်းမြန်မာအမျိုးသမီးလိပြိုင်ပွဲအတွက်ရန်ကုန် United အမျိုးသမီးအသင်းကနေ3နှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့ပါတယ်ငယ်စဉ်ကဘိုးခန်းစင်မှုဖြင့်ကစားခဲ့တဲ့ရုံးလီလိုင်ဟာရန်ကုန် United အရောက်မှာတော့ညာတောင်မှန်တိုက်စစ်မှုနေရာပြောင်းကစားခဲ့ပါတယ်ရုံးလီလိုင်ဟာရန်ကုန် United အသင်းရဲ့ပွဲစဉ်တိုင်းလိုမှာအကောင်းဆုံးခြေစမ်းများကစားပြီးဂိုးဖန်တီးပေးပို့မှုများအပြင်ကိုယ်တိုင်လည်းဂိုးများသွင်းယူနိုင်ခဲ့ပြီးရန်ကုန် United မျိုးသမီးအသင်းရဲ့ပွဲစဉ်တိုင်းမှာအကောင်းဆုံးကစားသမားစုကိုမကြာခဏရရှိခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်ရုံးလီလိုင်ဟာ2024ခုနှစ်ပြည်တွင်းမျိုးသမီးလိပြိုင်ပွဲတွင်ရန်ကုန် United အမျိုးသမီးအသင်းအတွက်ဒုတိယဆုရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်2025ခုနှစ်တွင်နီပေါနိုင်ငံ၌အေရှဖြင့်လက်ခံကျင်းပခဲ့တဲ့နီပေါဖိတ်ခေါ်ပလားပြိုင်ပွဲတွင်ရုံးလီလိုင်ဟာမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကြီးအတွက်၄ပွဲကစား2ဂိုးသွင်း2ဂိုးဖန်တီးပေးကမြန်မာအမျိုးသမီးအသင်းရဲ့6နှစ်ကြာစူဖလားဝေးကွာနေမှုကိုရပ်တန့်စေကချန်ပီယံစူဖလားရရှိအောင်ဆွမ်းဆောင်ရတွင်လည်းရုံးလီလိုင်ဟာအဓိကကစားသမားဖြစ်ပါဝင်ခဲ့ပါတယ်2025ခုနှစ်ဇွန်လတွင်မြန်မာနိုင်ငံ၌အေရှင်းဖြင့်လက်ခံကျင်းပခဲ့တဲ့ AFC Women Asia Cup ပြိုင်ပွဲတွင်လည်းရုံးလီလိုင်ဟာမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကြီးနှင့်အတူဝင်ရောက်ရှင်ပန်းခွင့်ရရှိကအကောင်းဆုံးခြေသွမ်းများကစားနိုင်ခဲ့ပါတယ်ရုံးလီလိုင်ကိုရှလွတ်လို့နာမည်ပြောင်းခေါ်ရခြင်းကတော့ငယ်ကကျောင်းပွဲကစားတော့ထမင်းစားချိန်တွေမှာပျောက်ပျောက်သွားတတ်ပြီးခေါက်ဆွဲပြုတ်ပဲတော်စားနေလို့ရှလွတ်လို့အမည်တွေ့ရခြင်းဖြစ်ပါတယ်အသက်20ရွယ်သားရှိသေးတယ်မြန်မာအမျိုးသမီးအသင်းရဲ့တောင်ပန်တိုက်စစ်မှုရုံးလီလိုင်ဟာမီတာ100ကို14စက္ကန့်နဲ့ပြင်းရတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်သူမရဲ့အကြိုက်ဆုံးမြန်မာအစားအစာကတော့မုံဟင်းကားဖြစ်တယ်လို့လည်းသိရပါတယ် Nice ကိုသွင်းရတာထက်ကိုဖန်တီးပေးရတာကိုပိုကြိုက်တယ်ရုံးလီလိုင်ရဲ့အိုက်ဒေါကတော့ဒီပရိုင်းဖြစ်ပြီးအားပေးတဲ့အသင်းကတော့မန်စီးတီးအသင်းဖြစ်ခါပြည်တွင်းဘောလုံးလောကမှာဆိုရင်တော့ဒေးဗစ်ထန်းကိုလေးစားအားကြရတယ်လို့လည်းပြောကြားထားပါတယ်2025ဩဂတ်လတွင်ဗီယက်နမ်နိုင်ငံ၌အေရှင်းဖြစ်လက်ခံကျင်းပခဲ့တဲ့ AFL Women Championship ပြိုင်ပွဲအတွက်လည်းရုံးလီလိုင်ဟာမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကြီးရဲ့ခေါ်ယူခြင်းကိုခံခဲ့ရပါတယ်ထိုပြိုင်ပွဲတွင်လည်းရုံးလီလိုင်ဟာပွဲစဉ်တပွဲချင်းစီတိုင်းမှာအကောင်းဆုံးခြေစွမ်းများကစားကမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကြီးအတွက်ငွေတစ်စိတ်ရရှိအောင်လဲစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပင်မြန်မာနိုင်ငံ၌အေရှင်းဖြစ်လက်ခံကျင်းပခဲ့တဲ့ AFC Women Champions League ပြိုင်ပွဲအတွက်မြန်မာကိုစားပြုကလပ် ISB အသင်းသည်ရုံးလီလိုင်ကိုရန်ကုန် United အသင်းထံမှကာလာတိုအငှားစာချုပ်ဖြင့်ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ထိုပြိုင်ပွဲတွင်လည်းရုံးလီလိုင်ဟာ ISB အသင်းအတွက်ပွဲစဉ်တိုင်းမှာဂိုးဖန်တီးမှုများပြုလုပ်နိုင်ခဲ့ပြီးအသင်းကိုနောက်တစ်ဆင့်တက်လှမ်းနိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ AFC Women Champions League ဒုတိယအဆင့်ပြိုင်ပွဲများတွင်ရုံးလီလိုင်ပါဝင်တဲ့ ISB အသင်းဟာအာရှအင်အားကြီးအသင်းများဖြစ်တဲ့ကိုရီးယား၊ဂျပန်၊မြောက်ကိုရီးယားကလပ်အသင်းများနဲ့တွေ့ဆုံခဲ့ပြီးအုပ်စုအဆင့်နဲ့သာကျင်းပခဲ့ရပါတယ်။ထို့နောက်ရုံးလီလိုင်ဟာထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့33ကြိမ်မြောက်စီးဂိမ်းပြိုင်ပွဲအတွက်မြန်မာမျိုးသမီးလက်ရွေးစင်အသင်းကြီးနဲ့အတူဝင်ရောက်ရှင်ပြိုင်ကသူမရဲ့
ပထမဆုံးစီးကိန်းပြိုင်ပွဲကိုကစားခွင့်ရရှိခဲ့ပါတယ်စီးကိန်းပြိုင်ပွဲတွင်ရုံးဝရီလိုင်ဟာပွဲစဉ်တိုင်းမှာဂိုးဖန်တီးပေးပုံမှုများပြုလုပ်နိုင်ခဲ့ပြီးမိထက်လူနဲ့အတူအကောင်းဆုံးခြေသားများကစားနိုင်ခဲ့တဲ့အတွက်ကြောင့်မြန်မာအမျိုးသမီးလက်ဝဲစဉ်အသင်းဟာဖိလစ်ပိုင်အသင်းမလေးရှားအသင်းတို့ကိုအကောင်းဆုံးကြော်ဖြတ်ကာနှစ်ပွဲဆက်အနိုင်ရရှိခဲ့ပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့မြန်မာအမျိုးသမီးအသင်းဟာဗီယက်နမ်အမျိုးသမီးအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့်အုပ်စုအဆင့်နဲ့သာကျင်းပခဲ့ရတော့လဲရုံးဝယ်ဒီလိုင်ဟာမြန်မာဘောလုံးချစ်ပရိသတ်များရဲ့အားပေးမှုကိုအမြောက်အများရရှိခဲ့တာလည်းဖြစ်ပါတယ်။အသက်20ရွယ်သားရှိသေးတဲ့မြန်မာတောင်ပန်တိုက်စစ်မှုရုံးဝယ်ဒီလိုင်ဟာအခွင့်အရေးရရင်ပြည်ပထွက်ကစားရင်ကြောင်းလဲပြောချထားမှုပါတယ်။ပရိသတ်တို့အနေနဲ့ရောရုံးဝယ်ဒီလိုင်ရဲ့ကစားအားအပေါ်ဘလို့မြင်လဲဘလို့ဖြစ်စေခြင်းလဲမှတ်ချက်ပေးသွားခဲ့လို့ရပါတယ်။ရုံးဝယ်ဒီလိုင်အနေနဲ့လဲအနာဂတ်မြန်မာဘောလုံးလောကအတွက်ထွန်းတောက်လာမယ်ခြေလေးတစ်ပွင့်ဖြစ်ပါစေကြောင်းကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါအောင်မယ်